ဆိုတာကခရစ်တော်အဖြစ်ဖြစ်တယ် ခုနကခါအိုပယ်လီဆောကတော့ပစ္စတော့တယ်ပယ်လီဆောကတော့ဟဲ့နာအိုမာအိုဝတ်ပြေဘန်အမယေရှုဟဲ့နာတော့ဟဲ့ ဒါကြောင့်ကျွန်တော်တို့ယုံကြည်တဲ့ဟာကတည်ပြီးတော့ရှင်ပြန်ထမြောက်ပြီးကောင်းကင်နိုင်ငံရောက်မယ်လို့သိချသလားဆိုတော့နားလည်လို့ရတယ် ခုနကခါပေဂျီပဲအဖေပေဂျီတော့ပဲဆောပါလက်ဆောပါလက်ဆောစီကဆောပါပေဂျီလေးကောင်းတယ်နော်ဟဲ့ ဒါကြောင့်တည်ခြင်းကားနဲ့ထမြောက်ခြင်းတွေအခုယုံကြည်သူထက်မှတော့အရေးကြီးဆုံးတော့အချက်ဖြစ်တယ်ဆိုတာကိုနားလည်ရတယ် အခုခါရပေကလေးစင်ရတော့မမဲတေးနမပေဆောထိုးပါရပေဆောစီကဆောပါဟဲ့နမလို့ဒူလောနမပေပစင်ကြီးကောဟဲ့ နောက်တစ်ခုဒုတိယတစ်ခုကတော့ခရစ်တော်ကတော့တည်ပြီးမှထမြောက်ခြင်းမရှိဘူးဆိုရင်ယုံကြည်တဲ့သူတွေကလည်းအလကားယုံကြည်တယ်ဘာမှကြိုးမရှိဘူး နမနမနာဟိနေယေရှုခရစ်နာဒါဟဲဆောတော်ယေရှုခရစ်နာဒါဆောဖေချတ်တော်ဝဲနမပေဂျီကျွလူနာပမာကဲဒီလိုပဲအငိုလာချတော့ကျွတ်တော့ဟဲ့ ။ဘာကြောင့်လဲဆိုတော့ခရစ်တော်ကိုယုံကြည်ချက်ပြီးငါဒီနော်ကိုခန္ဓာတည်လဲဝိညာဉ်ထာဝရတည်ရမယ်ဆိုပြီးယုံကြည်တာကို ဒီတေးမှာဒီတေးမှာဩဗဒကြီးယေရှုခရစ်နဲ့မှာပဲဆောတဲ့ကမှာပဲလေဂျိုနမှာအကျွန်တော်တို့တက်ပြေပါပေဂျီမျိုးနဲ့ဟဲ့ ။အဲ့တော့တည်ယုံကြည်ချက်ကတည်ဘယ်တော့မှမသိဘာဖြစ်မှမသိအဲ့ဒါမျိုးဆိုတော့ယုံကြည်တာလည်းဒါပဲ ခုနကခါပဲဂျီကဖေးထောပါရပဲဆောပါပဲဆောတော့ပဲတေးနာပြစင်ညပြတော့ပေဂျီပဲတော့ကိုမှာပဲဒီပဲ ။ဒါကြောင့်ကျွန်တော်လူတိုင်းဒီနေ့ကိုယုံကြည်ခြင်းကဘာလဲဆိုတာသိဖို့လိုတယ် ခုနကခါပြဆောဖေးခုဘောနာကဟဲ့ပဲဂျီကမဲ့တေးနာကိုမှာလို့ဒူနေကပေစင်ည ။ဟိုဘာသာကမကောင်းဘူးဒီဘာသာကမမာဘူးဒီယုံကြည်ချက်ကမားတယ်လို့ပြောတယ်ဆိုရင်ပြဿနာဖြစ်မယ်။ အော်စစ်တပ်ဘုရားဘေးအရမုန်မှာဆွေတပ်ဘေးတမျိုးမှာဆွေဖေးဟဲလာဟဲကြီးကလို့တော့မှာအထောက်မဲ့တိပတ်တိရှိပဲကောဟဲ့ အဲ့လိုလည်းမပြောကောင်းဘူး ဒီဟဲမျိုးမှာရက်တော့မင်းတော့ ဒါပေမဲ့ကိုယုံကြည်တာတကယ်ပဲကောင်းကင်နိုင်ငံရောက်မလားဆိုတာတေချာဖို့လိုအပ်တယ်ဆိုတာပြောလို့ရတယ် ဟိုပဲကြီးကတော့ကိုနာပဲတပ်ဘုရားဘေးကိုပဲကြီးတော့ကိုရမှာပဲစံတော့တော့မဟုတ်ချက်ပြပါအရင်ကြည့်လို့မှာတော့မှာပဲ အေးဒါကြောင့်ဒီနေ့အဲ့ဒါတေချာစစ်ဆေးဖို့လိုတယ်နော် ဟိုကခုခါတော့တော့ဒီကလေးဒီဒေတာချေမဲ့ကတော့ဟဲ့ ။ဘာကြောင့်လဲဆိုတော့လူကတနေ့တည်ရမယ်လေ ဒီတဲ့မှာဖြစ်လူကရပစ္စပါဖိုင်း ။တည်ပြီးဘာဖြစ်မလဲ ပစ္စတော့အမေပါတဲ့ ။အခုလည်းတည်နေကြတယ်နော် ခုနခုနခင်းနေရမှာဆောက်ဟဲ့ ။အေးအလကားတယောက်နဲ့တယောက်တတ်ကြတယ် ဒီတဲ့ပြောင်းမေဆောင်းမေလို့စေ ။တတ်တဲ့သူကလည်းအလကားမနေရပြန်ဘူး အမေဆောထိုးမအောက်ကတေးနမှာတော်ဒီဟဲ့ ။တမင်တကတတ်မှတီးသူကလည်းပြန်တတ်မှလည်းအစိုးရက အမေဆောထိုးပါလားဦးမေဆောလာလို့ပါမျိုးနော်ပါ ။ဒါကြောင့်မို့တည်ပြီးတော့မြင်ကြီးပုံမှာမနေရတော့ဘူး အမေဆောထိုးရပြီဘာပဲဤခုပါတော့နေ ။အေးမြင်ကြီးကလည်းလုံးဝထွက်သွားရပြီ ဒီတိကျတော့ဖာကနေခုနပါ ။ဆိုတော့တည်ပြီးတော့သလားဆိုရင် ဒီနေ့ပစ္စတော့ပါထွား ကိုခန္ဓာကတော့မြင်ကြီးဆိုတော့ဘာမှမသိတော့ဘူး မနပင်နီကလောနာမှာဟေပဲခုခါပစ္စည်းညပြတဲ့တော့နေ ။ဒါပေမဲ့ကျွန်တော်တို့ဝိညာဉ်တွေမသိပြန်ဘူး မနပင်ဟေနာပင်လေယုံနာပေါ်မှာဆကတော့ဟဲ့လား ။အခုတည်စဉ်းစားတဲ့ဒီတိုင်းပဲထွက်သွားရမယ် ဒီနေ့ပစ္စတင်ကဒီအခုလိုအတိနဲ့ပဲထွက်သွားရမယ် ဟိုကခုခါတော့နာခိမပင်နာပင်ကျောင်းတော့ပါပဲကောဟဲ့ ချက်ချင်းထွက်သွားပြီးမှဆိုတော့လူတွေကိုကျွန်တော်တို့ကမြင်ရမယ် ဒီနေ့ပေါ်စား ဒီတိချင်းပေါ့ ဟေနာပင်နာတိကျောင်းတော့ဖားနမှာတဲ့ပင်နာပင်ကတိမထော်မှာဟဲ့ လူတွေကတော့ကိုယ့်ကိုမသိတော့ဘူး ပစ္စည်းညပါနာပင်နေတော့နာ ကိုယ့်ရဲ့အတေကောင်အလောင်းကိုပဲမြင်ကြလိမ့်မယ် ဒီမဲ့ထော်မဲ့မတဲ့ပင်နီကလောကဲနာပဲ ကိုယ်ကမှမနေတော့ဘူး ဒီနေ့မှာပင်ဝါပေါ်တော့ဟဲ့ ထွက်သွားပြီ ဒီလေယုံမှာကြွားခဲ့ကော ဒါပေမဲ့မြင်ချင်းမှလည်းကြာကြာနေလို့မရပြန်ဘူး မနပြိုပင်ဒီကလောကဲပဲဟိလေတော့မအော်ကဲညတဲ့တော့နာ မကြခင်မှာကောင်းကီခေါ်တော့မလားငရဲပုတ်မလားဆိုတာအဲ့ဒါကချက်ချင်းပဲဖြစ်လာ မနအောင်ညတဲ့တော့မကျော်တော့မခဏပြေပဲပြလေယုံတော့ကျော်တော့မထပြေပဲမကျော်တဲ့ငါလာကိုပါဘောနာကော ဒါကြောင့်အသက်ရှင်တော့မှဒီနေ့တော့ကေတီချင်းပေးပိုင်တဲ့သူတေချင်းကလည်းထားမြောက်ပြီးတော့ကောင်းကင်နိုင်ငံဝင်စားမဲ့သူအဖြေမရခဲ့ဘူးဆိုရင်ကြောက်เสียကောင်းတဲ့ငရေပဲတော့မှဖြစ်တယ် ကိုနခုထခွန်နဲ့ပြိုဆော့ဒီကပါနာပေကြီးကျွစင်ကြီးကတော့မမောမဲ့ပြဆောမှာတဲ့စီဖရီရှိတဲ့ကြရပါမောဟဲ အေးဘာလို့လူဒီအလုံးအပြစ်သားဖြစ်တယ် ဒီတဲ့မှာပြဖီကိုရမှာပြထွာလာတိစုဖူ အပြစ်မရှိတဲ့လူမရှိဘူး ဒီမှာပြတိစုတော့တော့ဟဲ ဘာကြောင့်လဲဆိုတော့အပြစ်မလုပ်တတ်တဲ့လူမရှိဘူးလေ ဒီမှာပြမီဒီမီစုချက်တော့နေမှာတဲ့တဲ့တော့ အေးလောဘရှိတယ် ဒီတော့တဲ့လောဖာ မနာလိုမှုတွေရှိတယ် တဲ့ဖေးမှာပြပူစားပစ္စည်းလက်လို့ပစ္စည်းချက်လို့ဆိုတော့နာပါဟဲ အေးမကောင်းကြံတဲ့အရာတွေရှိတယ် ပစ္စည်းမီရှိဝါရက်တော့နာပါနာ ဒေါသရှိတယ် ပြနာပစ္စည်းပလော့စီ အေးငါတဘောနေချင်းနဲ့ဘယ်တော့မှငါအဲ့လိုမျိုးတွေရှိတယ် ကျူဒီဝစီပလော့ဒီဟင်းနေမတဲ့ဖြစ်တော့ ကလေးလေးကစ တို့ရတာခုချေဖို့နာရဟဲ့နာ အေးဒါကြောင့်မို့အဲ့ဒါတွေဟာအပြစ်
ဖြစ်တယ် มีเต้นว่าอามาติเสื้อก็แฮ အဲ့တော့အပြစ်ခတ်တေချင်းလေ ติเสื้อคูแค่ละเป็นบิเสื้อ ဆိုတော့တနည်းအားဖြင့်မရှိပြနိုင်ဘူးတေတွားရင်ခက်တော့မရရင်မရှိပြဘူးဆိုတာကဝိညာဉ်တေတာမဟုတ်ဘဲနဲ့ဝိညာဉ်ငရေကိုတွားတာဖြစ်တယ် กินเป็นสัตว์ทั่วไปละเป็นสัตว์เสียแค่เจ้าตัวเนี่ยมาเป็นนี่เป็นก็เยซูตัวมีเต้นมาเป็นเล่จูนะมาเห็นนะเป็นเล่จูนะมาอ่ะก็เลยชอบได้อ่ะเห็นนะมีกุนะมาก็แฮ ဒါကြောင့်ဒီနေ့ဆရာပြောတာကတော့ခရစ်တော်ဒီထားမြောက်တယ်ဆိုတာကိုအမခံတာဖြစ်တယ် มีเต้นว่านะสระมาสิฮิก็เป็นนะมีเต้นมาเยซูคริสต์มาเป็นได้สัตว์เสียแค่นะเป็นนะเอ็นะมาอามาขับเด็กกับรู้นะก็ ဒီဘာကြောင့်ဆိုတော့ခရစ်တော်မထားမြောက်ရင်ယုံတယ်လို့လည်းလကားပဲလေ ทีนี้เยซูคริสต์อาจจะสัตว์เสียตัวเราเป็นจีมาเป็นดีแฮ ဒါဆိုဘလို့သိမလဲ มีสิ่งนี้มีอุต ကျမ်းစာဖြစ်တည်ရတယ် อ๋อเดลิซาเซก็แฮ ဒါဆိုကျမ်းစာကဘယ်သူရေးတယ်လဲ ลิซาเซว่าเป็นราเป้ ဖယားကရေးတယ်လေ เจ้าเรียนราไว้ก่อน နော်လူနားလည်အောင်လူမြင်အောင်လူစာနဲ့ပြန်ရေးထားတာပဲရှိတယ် ผู้que ya que sin llega ku que ya sin ta pro ga ku que ra za the pe que ya li sin llega ni na ဒါ ko ကြောင့်တမန်ဟောင်းမှာဆိုရင် y me da liza se lo ကျမ်းစာမရေးသေးဘူး amba na que mo ra liza se da ko ဒါကြောင့်ဖယားကအတန်နဲ့ခေါ်တယ် จ้าเรียนมาให้เบสิna ya na အေးအတန်နဲ့အဲ့ဒီတော့ကအတန်နဲ့ခေါ်တယ် เจ้าque moเจ้าเรียนมาให้เอสิna ko ကျွန်တော်အခုချိန်မှာအတန်နဲ့ခေါ်ရင်တော့လူပဲ ku ne que pe chu que wo ne na he e ma que ye ba ko ha ဖယားမခေါ်ဘူး เจ้าเรียนมาe ba pe do na ယူအောင်မဆိုတော့ထဲမှာကိုယ်နာမည်ခေါ်ရင်ဘာပြောလဲလူကြီးတွေက asa na pe que ya lo na ko ha ko de to na ma nya na ko mo e pe mi ma pe he mi o te na ko ha နာမည်ပြန်မထူးနဲ့လို့ပြောတယ်မလား pe cha da ni clear sin na ko pa e pe mi ne ma cha te me ni pe he mi ko na he တခါတလေမှာကိုယ်နဲ့အတူမတော်တဲ့တယောက်ကခေါ်တတ်တယ်လေအတန် แต่เงี้ยนะพ่อเนี่ยมาเกยแค่ตัวไปติดเส้นภาษาหน้าเอเป็นมีเส้นเป็นคนไม่หมดก็ အဲ့ဒါထူလိုက်ရင်တဲ့အဲ့ဒါတရေနပဲသူကခေါ်တော့မယ်တဲ့ กินเอาเอเป็นคนเอาเอเป็นเมียไปตัดเตี้ยมาที่นั่นมันจะเห็นนะพวกขี้เรียกกว่าสินะมาเอปีบ้าไปที่มีสิ่งที่ ဟုတ်ကဲ့မလားလူကြီးတယ်လို့ယုံတယ်လေ ဒီမိုဖေးเนี่ยเนี่ยเป็นจีเนี่ยนะก็ မြို့ထဲမှာတော့ခေါ်တာကတော့လူကခေါ်တာပေါ့ กินได้กินได้ไปได้เอาด้วยเมียคุยกับเยอะrồiเอเคลมันก็เอไปแบบก็นะก็ အေးဒါကြောင့်မို့ကျွန်တော်တို့ဒီပါလေဟိုတုန်းကတော့ဖယားကနော်အာဗြဟံတို့နောအာတို့မောရှေတို့ဆိုရင်ကြားစာမရှိတဲ့အတွက်အတန်နဲ့ခေါ်ပြီးစကားပြောတယ် เดี๋ยวลิซ่าเซลล์ที่มาจ่อเลยนะมาเห็นอับราฮัมฟีนเอสิเนี่ยก็มาจ่อเลยนะเพื่อที่มาลิซ่าเซลล์ตัวคุกแล้วจ่อเลยมาอ่ะเฮ้ยเบสิอยู่นะเห็นนะ အခုတော့စာရေးပေးထားပြီး အခုနဲ့ခေနဲ့မှာကြောက်တယ်မဟဲ့ဘေတော့ကြောက်တယ်မှာဇာခဲ့ပြီးလေးက ဒါကြောင့်ကြားစာတိုင်းယုံကြည်တယ်ဆိုတကယ်ပဲကျွန်တော်တို့ထာဝရတက်ရတာဖြ ခု စ် န တ က ယ် ဖျားပေကလေးကြီးကြောက်မေကောလီဆာဆက်ကိုဟဲ့တဲ့တဲ့ဝပင်းနီပြပဲတူဆပ်ခေပဲဟဲ့ နောက်တစ်ခုခရစ်တော်ဟာထားမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်တရားဟောဆရာတွေကမမှန်တော့တသက်ခံများဖြစ်သွားတယ်တဲ့ ခုနကခေဟဲ့ယေရှုခရစ်နာဆပ်ခေခါတိုဟဲ့နမှာဆပ်ဆမတဲ့ဘေချုံနာကြောက်တယ်လမ်းမမှာအဟဲ့နာကမှာတိုတိုဟဲ့နာ ။ဘာကြောင့်လဲဆိုတော့ရှင်ပြချင်းမရှိတဲ့လူကိုရှင်ပြပြီးတော့ပြောတယ်ဆိုရင်လူလီဖြစ်သွားပြီလေ ခုနကခေဖေဆပ်ခေနာအိုတိုခုခေနာဆပ်ခေခါပေဟဲ့မှာစနကရတဲ့လေဟိုပါဟဲ့ ။အဲ့ဒါဆိုတော့အဲ့ဒါတရားဟောဆရာတွေကလူလီဆိုတော့အကျိုးမရှိဘူးလေနော် ခုနကခေဘေချုံနာကြောက်တယ်လမ်းမမှာကိုစားမလဲဟိုကတဲ့ခုခေနာအကတဲ့ပဲပေါ့ဟဲ့ ။ဒါကြောင့်ဒီနေ့ထားမြောက်တယ်ဆိုတာတွေ့ရတယ် ခုနကခေတဲ့နာတိမထနာဆပ်ခေခါဆဲနာခုန ။နောက်တစ်ခုကတော့ယုံကြည်ပါတယ်ဆိုတဲ့သူတွေကလည်းယေရှုမထားမြောက်ခဲ့ရင်အပြစ်အောက်မှာပဲအပြစ်သားပဲဖြစ်နေသေးတယ် กินเพจีก็จ่อเลยแบบเยซูว่าเพจแต่ว่ากินเยซูขึ้นน่ะสอบเพลแค่ไปตัวเนี่ยมาปีมาปีมามันติดซื้อเลยแค่นี้ ။ဘာကြောင့်လဲဆိုတော့အပြစ်အခါကတည်ချင်းလေ มีแต่มาติดซื้อคว้าปีมาติดซื้อ ကျွန်တော်တို့အပြစ်သားတွေမလို့တည်ရမယ် ปีน่ะปีทอนติดซื้อคู่แค่ปีติดซื้อปา ။ဆိုတော့အခုတည်ချင်းကနဲ့ခရစ်တော်ကထားမြောက်တယ် มานาคนเนี่ยคือมาติดซื้อเดี๋ยวมาเยซูขึ้นมาสอบเพลแค่แซ่ ။ဒါဆိုထားမြောက်ပြီဆိုတော့အပြစ်ကနဲ့လွတ်တာပေါ့ กินสอบเพลแค่แซ่แล้วแซ่ปีเพลกันติดซื้อนะก็ ။ဘာကြောင့်လဲဆိုတော့အပြစ်အတွက်တည်ပြီးပြီလေ มีแต่มาติดซื้อคู่แค่เยซูขึ้นมาสอบเพลไปอ่ะ ထားမြောက်လာတဲ့ခါကျတော့နောက်အပြစ်မရှိတော့ กินสอบเพลแค่สอบเพลแค่ทั่วเนี่ยมาติดซื้อมาอุบัติก็ฮะ မထားမြောက်နိုင်ရင်တော့အပြစ်ကြောက်တည်တယ် กินสอบเพลแค่เบี้ยตัวเนี่ยมาแม่สอนติดซื้อคู่แค่ก็ฮะ အပြစ်ခတ်တည်တော့ငရင်ပဲတွားတော့ပေါ့ ติดเสื้อข้าวเกตุกไปดัสเซอร์มาเป็นจอดงาน ဒါ เรา ကြောင့် แพ้เนี่ย ကျွန်တော်တို့အပြစ်သားဖြစ်တဲ့လူဟောင်း ว่าคู่แค่ปีน่ะปีสองเย็นปีเห็นติดเสื้อหนักร้อยมา ငရင်တွားမဲ့သူ ปีน่ะปีจอดงานเราคู่แพ้ အဲ့ဒါဟာလက်ဝါးကလည်းမတည်တော့ပြီ นักร้อยเกย็นละติดแต่เป็นมีเสื้อมีปลาปีจอดงานเรานักร้อยมาโอเคเราได้ตัวเล็กถือนะ တကြိုပြီး3ရက်မြမှာထားမြောက်တယ် อีบ้าอุลตาทูลูปานะโอโซนาโซเซนาสับสิกาเซก็ฮะ အေးဒါကြောင့်ကျွန်တော်တို့ကလူတိဖြစ်သွားတာဖြစ်တယ် ว่าคู่แค่เยซูคริสต์สับสิกาเซเปียเทียบคู่แค่แล้วปีน่ะมาปีทอนน่ะเกยเซ ဒါကြောင့်မို့တော့
ဒီခရစ်တော်တကယ်မထမြောက်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ယုံကြည်တဲ့သူတွေကလည်းအပြည့်အောက်မှာပဲရှိတဲ့တွေတေမဲ့ငရင်တော်မယ်လို့ပဲဖြစ်ပါလေ 因为耶稣是那说是看比多，现在嘛比几个光嘛给地方多，比那不用第四顾客比较少嘛，比如马我第四个那边，顾客比较少嘛，比那有那就叫人家老婆。 ဒါပေမဲ့အခုခရစ်တော်ကိုယုံကြည်တယ်ဆိုခရစ်တော်နဲ့အတူထားမြောက်ပြီးလူသိဖြစ်သွားပြီဘုရားကဖြစ်ပြီလို့လက်ခံရရှိတယ် 我那顾客我那看那比你没把比几个对的嘛，我本来个说怕那耶稣说是看怕那耶稣啊，比你没那个嘿。 ဒီယုံကြည်ဖို့ပဲလိုတယ် 啊，路那比几那嘿。 ဘာကြောင့်လဲဆိုတော့စူးစမ်းလို့မရလှုပ်ဆောင်လို့မရဘူး 比这个对你多，比这个对你往你多。 ဘာလို့ဆိုလူသိဖြစ်ဖို့ဆိုရင် 这个他那也生意呢。 အတိတ်ပြန်ဖတ်ဆေးရမှာလေပြန်ဖြစ်ရမယ် 比没得那少那个。 အဲ့တော့အဟောင်းကိုပစ္စည်းကမယ် 啊，老那比别个。 တနည်းအားဖြင့်တော့ပြန်လေမွေးဖွားခြင်းလို့ခေါ်တယ် 迄个干了嘛，现在有两个在包那个， ပြန်လေပေါက်ဖွားတယ်မွေးဖွားတယ် 有两个是有两个在包那个 အ 嘿， တိတ်ဖြစ်စေတယ် 啊，拖在谁， ဒါကြောင့်အတိတ်ဖြစ်ဖို့ဆိုအဟောင်းကိုဖြစ်စေရမယ် 我个拖谁的嘛，老那比别个嘿， အဟောင်းကိုမဖြစ်စေတဲ့အတိတ်လို့မရ 啊，老那别对了嘛，后面接那谁都个嘿， ဒါကြောင့်ဒီအိမ်ကိုအတိတ်ဆောက်မယ်ဆိုရင် 你那比如黑的，你那比如那谁那， ဒီနေရာမှာဒီအိမ်ကိုဖြစ်စေရမယ် 那比黑的，你那别个那个， အဲ့ဒါမှအတိတ်ဆောက်လို့ရတယ် 对嘛比错的接那谁那个嘿， ဆိုတော့ကျွန်တော်တို့လူဟောင်းကိုဖြစ်စေပြီးတော့လူတိ yes ဖြစ်စေဖို့ဆိုရင် 我那股票比个也老那个别个把比个拖个也谁呢那嘛。 တနည်းအားဖြင့်အရင်လူဟောင်းကအမိဝါထဲမှာရှိခဲ့တယ် 你这嘛比个烟的那嘛，有的比木好那个嘿， အမိဝါကအမေကမွေးဖွားပေးတယ် 你嘛有的比木好，有的比木那嘛，铺的贴的比， အဲ့ဒီခါမှာဒါပေမဲ့အပြစ်သားဖြစ်နေတယ် 你这那嘛不比的比木好，我比他贴的嘛比那比他的湿那 အ 个， ပြစ်သားဖြစ်လာတာကျွန်တော်တို့လုပ်ယူတာမဟုတ်ဘူး 比那看那比他的湿那嘛比米湿那嘛那个嘿， ကိုဟာနဲ့ကိုငါအမေစီမှာမွေးဖွားမယ်ဆိုပြီးတော့ရွေးချယ်တာလည်းမဟုတ်ဘူး 啊，没得为木那，我那的为木那的湿比偏你那比木牛那个那个嘛那个嘿， စူးစားလို့လည်းမရဘူးမွေးဖွားလာဖို့ 比个的我那个的比木好，我比我那个的比你那嘛比HGS的比 HGS 多 ပ，စံနဲ့ဝယ်လို့လည်းမရဘူး 比皮那时候比皮接的多。 လုပ်ယူလို့လည်းမရအောင် ဒီမေကျတော့这个吧， မိဘကမွေးဖွားပြီးတော့လူဖြစ်လာတာ 我那股票这个有说谁那个也有的说谁个也苦不了嘛，比某个皮了嘛，啊破了那别呀那， အဲ့လိုပဲအပြစ်သားဘဝကနဲ့ဘုရားသားဖြောင်းမတော့ဖြစ်ဖို့ဆိုရင် 我那股票比那比突然第四个股票破这个突然那个也这个也得你了嘛， ကိုလုပ်ယူလို့မရဘူး 你也只要是那边你嘛你多， ဖယားထဲကနေပြန်မွေးဖွားရမယ် 这边的嘛比我来看那比个 ဒါ 嘿， ကြောင့်ဖယားထဲကမွေးဖွားဖို့ဆိုရင် 我那股票比个这我来个这我来股了嘛， ဖယားထဲမှာရှိရမယ်လေ 比我这这我来股， ဒါကြောင့်ဖယားအခုကျွန်တော်ခရစ်တော်ထဲမှာဖယားကင်ကထဲတယ်လို့ပြောတယ် 没得嘛这我来现在没得嘛这我来嘛变到比到耶稣基督股呢， အဲ့ဒါကြောင့်ခရစ်တော်အဖြစ်ကျွန်တော်တို့ဒီလူတိဖြစ်တာဖြစ်တယ် 耶稣基督股票那边那边突然那个也是。 ဘာဖြစ်လို့လဲဆိုရင်တော့ 你爹了嘛嘿？ လောကကနေမှာတည်ပြီးတော့တကြိုတယ် 你爹嘛啊，手边的都来去路头包路的路， တကြိုပြီးချမြောက်တာဟာအတစ်ဖြစ်ချင်းဖြစ်တယ် 路的头路吧，手边个赛车的嘛，拖那谁个？ ဒါကြောင့်အဲ့ဒါကိုဒီနေ့ကျွန်တော်ယုံကြည်တာဖြစ်တယ် 那股票等等那边几个都过那个嘿？ နောက်တစ်ခုကယေရှုခရစ်တော်ဟာထမြောက်ခြင်းမရှိရင် 边没有的过嘛，耶稣去那的手边看多些了嘛。 အခုယုံကြည်တယ်ဆိုတဲ့သူတွေအားလုံးလည်းတည်ပြီးငရေပဲတော့ဟုတ်ပဲ 别几个，别多了，别几个，别那个那还别的手别找那个了，我呗。 ဒါကြောင့်တည်ရင်ရှင်းပြမယ်ဆိုပြီးတော့ယုံကြည်သူတွေကအဲ့ဒီအတွက်ယက်တည်တာဖြစ်တယ် 给那别手谁个谁把别手了，别手别个谁把别那别几个追了，别个拖那没过那个嘿。 တချို့ဆိုရင် 别黑了嘛嘿？ ခရစ်တော်အကြောင်းပြောရင်းနဲ့အသေးခံကြတယ်လို့ ဒီမှာဟိနာမတဲ့ယေရှုခရစ်ရဲ့ခေလာခါဆာမဟုတ်ပါဟဲ့ အခုဒီတနပိခံရတဲ့ချာလီခရစ်ဆိုတာလေ စနဒီမထတဲ့ခေဆာလုံနာပြင်း တစ်ဖက်မှာတော့နိုင်ငံရေးပါပြီမဲ့ တကယ်မှာဟိပါလနိုင်ငံရေးနဲ့ကြောက်မဟုတ်ပါဟဲ့ တစ်ဖက်မှာတော့ခရစ်တော်ဖက်မှာယက်တည်တော်သူဖြစ်တယ် တကယ်မှာအကိုထောကတဲ့ယေရှုခရစ်ကကြောက်ဟဲ့ ကိုဖြတ်ချတာတွေကိုမလက်ခံဘူး ပစပင်မီပြကနေပြဟောလောထတော့ကနကချူတော့နာ လူတက်မှုဖြစ်တယ်လို့သူကပြောတယ် အဲ့ဒါမစနဒီမီဆာရဲ့နဲ့ဟဲ့နော်ဟဲ့ ယောက်ျားကမိန်းမဖြစ်တာတွေကိုအဲ့ဒါမျိုးဒီဖ
ဖရားတခေအလုံးတော်မရှိဘူးဆိုတော့သူရက်တည်တယ် ထိုတိုကရင်အဖေခူပါရအဖေမောနေတာကမှတိုတိုဟဲ့နော်ဟဲ့ အဲ့ဒါကြောင့်မကြိုက်တဲ့လူကသူ့ကိုတတ်လိုက်တယ်လေ ခုနကခရရတာချက်ကတူနာတော့ကရင်နာမစ်စကလို့နာနေ တချို့ကြတော့လူရိုင်းနေမှာဟိုတော့ကတော်ဒီထဲမှာအိမ်ဝင်ကလေးခေါ်ပြီးအတေခံကြတယ် တေးတယ်မှာကရင်မှာတိုက်ဟချူနာကြောက်လေလမ်းကိုတာမီကလေးစေတော့ခါဆမောဒီဟီက ဘာကြောင့်အတေခံရင်းတယ်လဲဆိုရင် ဒီတဲမှာခါဆဘူမီတေ ငါဒီကုခနာတေတော်လဲဝိညာဉ်ထောက်ရကောင်းဖြစ်တယ်မဲဆိုတာကိုယုံတယ်လေ အရင်ကဂျီမီတင်းနာဗဲနာဗဲနီကလော့ဆော့တဲ့မှာပဲလေဂျိုနာမှာဆော့စီပါတဲ့တူစင်နာဂျီမီနာကောဟဲ ဒါကြောင့်တင်ရောဒီနေ့အဲ့လိုယုံသလား ခုနကဘုရားကိုနေခိနာပင်ဂျီမီကောနဲ ငါတင် လက်ဆော့ပါ တမလုံးမှာဝိညာဉ်တေကြကောမှမရှိဘူး လက်ဆော့ပါတဲ့ဟစ်တဲ့လောခုနာကောဟဲ ကောင်းပြီတက်တယ် ကြောက်တော့မခုပါနော် ကောင်းပြီမှာဝိညာဉ်လောကဖြစ်တယ် မြေတဲမှာဟဲ့တဲ့မခုထကေမှာဟဲ့တဲ့ဆူတဲ့စစ်တဲ့ကြောက်ဟဲ ဒါကြောင့်မာကေငါကိုငွေတိကားတွေမထည့်ပေးနဲ့ဆိုပြီးတော့ အဲ့ဒီအပါဟဲ့ကတူမဖြစ်ပမိုဖိနာပါမဲမဲစပါကဟဲ့ဒီတာပဲဇီလောဒီတဲ့လောကမေပဲဟဲ့ကဲနေမှာတဲ့ အခုစားကောင်းကောင်းနေထည့်ပေးစရာမလိုဘူး လူတဲ့နာဒီဟာချာတဲ့တော့ပါတယ်တဲ့တော့လည်းလောကနာနေ နော်ဒီလိုပဲတုံးလေအသက်ရှင်နေလို့ပဲ ဒီဟင်းနေကနာကဘာစီဆော့ဖီဝနာနော်လက်ခဲဒီနာဒီဟင်းက တမလုံးမှာအဲ့ဒါတွေမတုံးဘူးလေကောင်းပြီတက်တာ မြေတဲမှာဟဲ့တဲ့ချန်တော့ว่าคือเนี่ยมาเดินโลกเนี่ยมาอุปจะเนี่ยจะปีเห็นมาอุปก็ให้ปีจุยจอบเลยนะก็น่ะนี่ ဒါကြောင့်တေရောစိတ်ချတေလိုစိတ်ချတေချယုံကြည်သလား พวกน่ะคูค่าปีสิชาก็เป็นเนี่ยแม่จีจุยนี่เนี่ยก็ไปชุดเนี่ยก็ได้เป็นนี่ก็ ဒါမှမဟုတ်မတေချဘူးလား โอ้มาละตัวมาที่ติชาได้ไว้นี่ตัวนะก็ အတေခံရသလား ที่คัสบึงก็ไป အတေခံရဆိုတာလည်းကတေဖို့ပြောတာမဟုတ်ဘူး คัสบึงก็ไปปีสักเดือนมาเนี่ย ယေရှုနဲ့ပတ်သက်ပြီးအတေခံတာပြောတာနော် นี่นะเยซูคริสต์คูค่าปีสักบึงก็น่ะก็แฮ ဒါကြောင့်မို့တကယ်လို့ယေရှုတာမထောက်မြောက်ခဲ့ရင်တေငါတို့ကတေထမြောက်အောင်မယ်ဆိုပြီးယုံနေပြီးတေသွားတဲ့လူတွေကအလကားဖြစ်ကုန်တာပေါ့ พวกน่ะคูค่าที่นะเยซูคริสต์น่ะก็สักปีค่าปีตัวเนี่ยมาปีจุยน่ะก็มาแค่ดีโลไปน่ะก็แฮ နောက်တစ်ခုကနော်ခရစ်တော်ဟာတကယ်မထမြောက်ဘူးဆိုရင်ယုံကြည်သူတွေကလောကမှာအစင်းရဲဆုံးသူတွေပဲ ဒီနေ့ယေရှုခရစ်တော်ဆက်ဖြတ်တော်တဲ့မှာကရတဲ့ကြီးကျွေးနေတာကမှကရတဲ့ချူဖတ်ဆိုတဲ့လောရရင် ။ဘာကြောင့်ဆိုတော့နောင်ဘဝကိုမြုံနေတဲ့သူတွေလေ မြေတဲမှာစနေမှာမက်ချူတာတန်တော့တဲ့ထခေးတော့ ဒီဘဝတဲ့နောင်ဘဝကိုကျွန်တော်တို့ကမြုံနေတယ် စနေမှာအဲ့ဒီထူမှာမက်ချူတော့မက်ချူတာတော့တဲ့ထူနော်ပေါ့ဟဲ့ ။အာဗြဟံကိုတိုင်ကဒီဘဝမှာချမ်းသာခြင်းနဲ့သူမနေခဲ့ဘူး ဒီနေ့အဗရာဟံမှာအိုဆပ်ဖေးတဲ့ခုမှာအဒူရတဲ့ဆီယနာဘာကိုထော်နေနာမှာတော့ပေါ့ဟဲ့အဗရာဟံ ။တဲမှာပဲနေပြီးအရရလဲပြီးနေခဲ့တယ်တဲ့ အော်ဝန်တယ်လစ်စုနေပဲဟဲ့နော်လစ်စုကကြောက်ကကြောက်ရတာပဲကောဟဲ့ ။အေးဘုရားတခင်တီထောင်ပြုစုတဲ့ထာဝရနိုင်ငံကိုမြုံနေတယ်တဲ့ အမက်ချူတဲ့ကတဲ့နာမက်ချူတဲ့ကြောက်တဲ့တီတီတဲ့ကလူတော့မဟုတ်ထလက်ကြီးတဲ့ကနော်ဟဲ့ ။ဒါကြောင့်အခုကျွန်တော်တို့ခရစ်တော်နောက်လိုက်တဲ့သူတွေဟာ ကိုနဲ့ခေပေစခရာကယေရှုခရတဲ့ဟဲ့တဲ့နေတဲ့နော် လောကနောက်မလိုက်ပဲနဲ့ ปีกชอนได้ที่คูตะแกมมาตัวนะ ယုံကြည်ခြင်းနဲ့ယက်တည်တယ် ปีกเรียกชอนน่ะติจีนะก็แฮ ။စီရင်ချစ်ခံတယ် ปีขาก็ติจูพาสุเร ။ညီစချစ်ခံတယ် ปีขาเวนะเตมินนี่โชว์ปีปัสซี ။အကေးရခံတယ် อุปจับอาปีซี ။ဟာလေလုယာဖွဲ့ပြောရင်လည်းရတယ် เว้ยปีน่ะไฮลุยาแพ้เว้ยปีมาอันนี้แพ้ก่อน ။ခုနှစ်ရက်လုံးလုံးဘုရားရှိခိုးနဲ့ဖွဲ့ဆိုလည်းရတယ် เฮ้ยมาเฮ้ยมีเตจะบุจะเวจะเวสุทักันนาเฮ้ยมาอุปก็แฮ ။ဟုတ်တော့မလားငါမမြင်ရပြောရင်လည်းရတယ် จะบีเตมิเฮ้ยมานี่ก็แฮ ။အမျိုးမျိုးပေါ့။ကေးရခံရတယ် เลือดจะอุปจับอาปีนะก็แฮ ။နေတော့ကောင်းကင်မတက်သေးဘူးလားပြောရင်လည်းရတယ် ไอ้สิมาทับปีมาโอ้ที่เจ้าตอนนั้นสิเทระตะมอกกูด้วยเด็กปี ။ဒီ มา တော့ ก็ ဘု แฮ ရားတာသမီတွေလေ အစီမစေထောင်းတာကြောက်တယ်ဖုတ်ကူချာ တခုခုလို့ဘုရားစီတောင်းလေးဘုရားချပေးမယ်လေအဲ့ဒါမျိုး စီလိုဘေတတဲမဖီရကြောက်ရနာကြောက်ရတတ်တူပါဟိတမိုးလေးကိတိမဟုတ် ဟုတ်တော့မလား။နေတော့ဒီတိုင်းဘုရားရှိခိုးတာဘာလို့တာလဲအဲ့ဒါမျိုးကြီးပေါ့ ဒီမဟိမေတဲစီကြောက်ဘေမဟိမေလီကြောက်ရမစီမိဆက်ကမတဲရှတဲ့ဒီမဟုတ်ပါနဲ့ ။ဘုရားကုကွယ်တယ်ဆိုပြီးလူမျိုးလည်းမိ တဘူကြောက်ဘေကကြောက်လည်းဘာချောပါတဲ့မဖေ အဲ မေလေ ကိုယ့်မျိုးကိုလည်းမချစ်တော့ဘူး။အမျိုးမျိုးဆွဆဲသလား အာမောနာဘုမဖေတော့ပချပါအမျိုးနဲ့ ။မိဘစကားတော့နားမထောင်တော့ဘူးလို့ဆွဆဲတယ် ဒီမဟိမေတဲညီတာဘမဖေတေတော့ဟိတိမဟုတ်ပါ ။သူတို့ကအမျိုးမျိုးဆွဆဲတယ်မသိတဲ့အတွက် အဲ့ရမှာအပစေအပချပါအပေအတဲ့စစ်တဲ့စစ်တဲ့ပလတ်မှာမျိုး ။ဒါပေမဲ့ကျွန်တော်တို့ပြုံးလေးပဲ မနာပိနမှာဒီကျုပ်ကိုစညာပိပိအရှိနော်ပါဟဲ့ ။အရင်တော့အရက်တော့ဘီယာတော့တော့ကတော့အရက်ချစ်ကြတဲ့တငယ်ချင်းကခုမချစ်တော့ ဆယ်တော့လာကေပိတဂျီကျူလာတော့ခေရမပြေဝတ်ဝဲဘီယာသပ်ပြေကလနာဟဲကိုနေခိနာပိဂျီကျူရဲ့ကိုခါလာအစီဒမအစီဘဆောဘခိုဝပိကောမီ လာမတွေ့လဲစကားမပြောချင်တော့ဘူး အထပ်ပြေတော့ကလာမအစီဘေတော့
နော်ဆိုင်မှာတွေ့တော့မှဒီလိုဖြစ်သွားတာ မထပ်ပြီးတဲ့ချောင်းနဲ့ခိုးပဲစစ်မလို့ကတော့ဟဲ့ အမဆိုချစ်ချစ်စကားပြောတည်တယ်လေဟုတ်တယ်မလား ဒီတဲ့မှာပြီးပဲဆော့ပဲခိုးထိုးလို့ပဲတွေ့ဒေကန်လို့နေ ဒါပေမဲ့ကိစ္စမရှိဘူး မနာလေဟဲ့တက်တော့ဟဲ့ တို့ပဲတနာတယ်လေ အာဒီဟဲ့တက်တော့ပစ္စည်းကျော်နဲ့ရစီပဲကောဟဲ့ နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကထာဝရကာလမှာချမ်းသာမဲ့သူဖြစ်တယ် ဒီတဲ့တော့ဗေဒကြီးကျွေးကြောက်ရဲမှာတနက်ခေမှာပြင်မှာပကာဥမိုရဲတော့မဟုတ်ထလေးကေဘာပဲသူရတဲ့စေပါကော ဒီလိုခရစ်တော်ကမထမ်းမြောက်ဆိုကျွန်တော်တို့ကပူပြီးသူတို့တဲ့စင်းရဲတဲ့လိုဖြစ်သွားပြီ ဒီနေ့ယေရှုခရစ်တော်ဆော့ဖေချပ်တွေတော့ပြင်နာပြေဆိုပါတော့တယ်တော့ရစီရရဟဲ့နာ တေးလည်းငရဲတောင်းမယ်လေ ဒီနေ့ဆော့တော့ကချပ်တဲ့ငါလာကို အသက်ရှင်တော့ကကြိုက်တယ်လို့မနေခဲ့ဘူး အော်ပြေဆော့ဖေပြေဆော့ဖေပါခိနာပစ္စည်းကထော်နေမြို့တဲ့ပြေကထော်နေဘူးရတော့ကော အိမ်ခါရီဘာခါရီမလောမငါနဲ့နော်စဖူဖို့ဖေပြီးနေခဲ့တာ ဟုတ်တော့ปีผู้เพื่อผู้ปีลีปีก็น่ะมาอันเลิกบ้านตัวมันน่ะปีเอจิตได้ยังภาษาพูดพูดซีปีมันน่ะก็ တေးလည်းငရဲပဲတော့ကြမယ်ဆိုတော့ကြိုက်တယ်လို့နေတဲ့သူတွေကအမြတ်ရသွားတော့ဗော เมื่อผู้แค่ปีสอบเราไปจ่อเส้นเราก็พาเห็นมาก็ยังได้จะบุตรเบี้ยจ่ออะไรก็โอเคโอเติมจัดการว่ามาอะไรเลยแบบปี ပတ်ဆက်ရှာပြီးရှာမမြကြိုက်တယ်လို့သုံးနေသူတွေကဟုတ်တယ်မလားသူတို့ကတာတာဗော อ่ะไม่ปูเราหรือว่าเราหน่อยมีเต้นน่ะก็น่ะก็แฮะตาแล้วแค่ได้จะป้าแฮะ ဒါပဲတော့မဟုတ်ဘူး มานะมูอันน่ะมาตรงก็แฮะ ခရစ်တော်ဒီရှင်ပြန်ထမြောက်တယ် เยซูคริสต์น่ะมาสอบสิแค่เส้นน่ะ ဒါကြောင့်တေးယုံကြည်လေ ทีนี้ไปได้จีลุน่ะมา တေးတွေလည်းထမြောက်လိမ့်မယ် ปีมาปีสอบสิแค่เส้นลูกบ้านน่ะ ခရစ်တော်ကပြောခဲ့တယ်ငါ့ကိုယုံကြည်တော်သူတွေတေးလို့လည်းရှိနေမယ်တဲ့ ယေရှုခရစ်ရဲ့ထောပေလေကေဒါကြီးကျွေးဝနာကနာမှာဆော့ထောတဲ့မှာဆော့ဖိချာတဲ့ပါဟဲ့ ဒါကြောင့်အခုကြိုက်တယ်လို့နေတဲ့သူတွေ မနာကိုနေခေနာကျွတ်တဲ့စစ်ပလောကထောနေနာကနာနေ အာမကြနဲ့ ကျွာဘာပဲဘူးရစီမေနာ သူတို့ဖယားကိုမယုံရင်တနေ့ငရဲမှာခါရမယ်ဒုက္ခ အစီနာဒီကကြောက်ရတဲ့တဲ့နာခေမှာခါပြီးတဲ့ကြားတဲ့ဒီပါ ဒါကိုပြောချင်တယ် အာစီဟဲချိုကပြောနာကောဟဲ့ အဲဒီမှာကျမ်းစာမှာပြောတယ် ဒီမလေးဆက်ဆက်ဝါမာနေ လူမျက်နာကိုမငဲ့ခတ်သိမ်းတော့သူတို့ရဲ့အကျင့်တိုင်းစီတော်ဘုတော့ခမဲတော်ကိုတေတို့တွေစွတ်တောင်းကိုယ်ွယ်နေဧည့်သည်ဖြစ်စေကာလပတ်လုံးကြောက်ရွံ့တော့စိတ်နဲ့ကျင်လည်ကြလို့တိပေတိစက်ခုံဆိုတော့ကျွန်တော်တို့လောကမှာအခုဧည့်သည်ကဲ့သို့နေရမယ်တဲ့ ကိနေပြဆော့ဖေခုမနာပေဒီလေကောဖြစ်ရှိနာဟဲ့ပြန် ဧည့်သည်တွေကမငင်းမညိုဘူး ဒီနာမတဲ့ပေတော့မျိုးစစ်စီနေမှာပေမေဒီနေဖာကြောတဲ့ချက်တော့ သူများအိမ်မှာဧည့်သည်တောက်လို့တဲ့ခါမှာအမျိုးမျိုးတောက်ဆိုရေးသလားကျွန်တော်တို့ အာဆန္ဒပြေဥစပ်ဖေခုကနေဖာချိဖေပချထဲရရဲ့ဒီမှာပေချထဲရဟိကပေကွီတဲ့ကျလို့ကျတဲ့ပေကွီဘွဲ သမီးမဝိုင်းတော့မှထပ်မတောင်းတော့ဟုတ်လား ပေတဲ့ရောဒီနာဦးတဲ့ပေဒီပေကောလာတဲ့ပေကွီဘွဲ တော့ဒီမှာတော့တောင်းလေကိစ္စရုံးမြန်မာပြည်မှာဆိုတော့မလားဒါကြောင့်နေတို့ပကံပဲတော့ဝယ်တာလေလို့ဖြစ်သွားတာ ဆန္ဒပြေလာပြေပေကွီလိုမှန်ဒီကောဟဲမနာပြေတော့ချိုတဲ့စခါကိုနဝဒီလောပဲစေဘကဒီပေမေခုမတဲ့ပေဖဘီလောလာအိုဘီလောတဲ့ဘေနဖီဘတ်တဲ့ပေဒါကိုနာကောနာကော ဆိုတော့အဲ့တဲ့အိမ်မှာဟုတ်တယ်မလားဟိုကျွေးတယ်မြပဲစားတယ်ထိုင်တဲ့ခိုင်းတဲ့နေရာမှာထိုင်တယ်အိတ်ခိုင်းတဲ့အိတ်ခါမှာအိတ်တယ်ကြက်ကြက်မကြက်ကြက်ဟုတ်တယ်မလားအဲ့တဲ့ဆို အခုဖြာกินတဲ့တော့ဟာချစ်စီဟဲ့တော့ပြတဲ့ဟဲကြီးနေမှာတေချိုင်ပဲဘေတော့ဘယ်ပရိုဘက်တော့ပဲဘေဘေနေတဲ့နေတဲ့ပေပေပေမေကတော့ပဲပေါ့ ဒါကြောင့်အဲ့တဲ့တွေဟာအကြမ်းခံနိုင်တယ် ဘုရားကပြသွားရှိစီဟဲ့နေမှာ စိတ်လေးရှင်နိုင်တယ် ဘုတော့ပဲပရိုထူဘေနာ ကိုအိမ်မှာអော်တဲ့ဖွဲ့တွေအဲ့တဲ့အိမ်မှာမអော်တော့ ဆန္ဒပြောတဲ့ပြည်မှာပြောတဲ့ပြည်မှာဘေထွေးကွဲပြဟာပဲဟဲ့ပြတဲ့ရဲ့ဒီမှာဘေထွေးကွဲဘူးတော့မဟုတ်ကော ဆိုလိုတာလောကမှာအဲ့တဲ့လူနေဆိုအဲ့လိုလေ ဘုရားကပြောဆပ်ဖေခုမပြောဆပ်ဖေစက်ကနာမနေရှိစီနာဟဲ့ အခုတော့ကျွန်တော်တို့ကလောကမှာအရှင်လို့နေချင်တယ်လေ မနာပိနာပြေပြောဆပ်ဖေခုရပြောမြေကြီးပဲကြည်နာနေ ဟုတ်တယ်မလားအရှင်ကကျွန်တော်တို့အဲ့တဲ့သွားတဲ့ခါမှာကိုယ့်အိမ်လို့တဘောထားနော်လို့ပြောထားတာတော့မှကိုယ့်အိမ်လို့တဘောထားရေးသလား ဆန္ဒပြောဆပ်ဖေခုဘောနာပြဖဲဟီမှာအော်ဆဲဟီအိုဘောညီနာကဝမေကတော့ဟီပဲကြည်နာနေဟဲ့ပြေမှာပြောမင်းနဲ့ဟီပဲကြည်နေပြတဲ့ဘောဟီနာနေ အေးဒါကြောင့်အဲ့တဲ့နေတကယ်လို့နေတယ်ဆိုရင် ခုချပြောဆပ်ဖေမေကရှိဖြစ်နေနမှာ ဖယားကိုပဲကျွန်တော်တို့အာယူဆိုင်နိုင်တယ် ခုနခုချပေတာဥဆပ်ဖေမေရှိဖြစ်နေမှာပိနာပေရှင်နေတဲ့ဒူတော့ကြောက်ရတယ်ကြားပါကောဟဲ့ အေးဒါကြောင့်မို့လောကကြီးကျွန်တော်တို့အဲ့တဲ့ပဲခဏပဲနေရမှာ မေတေမှာပြောဆပ်ဖေခုမှာပဲဆပ်ရှိဖြစ်နေပဲဝတ်တဲ့ပလေပဲနာပြောဆပ်ဖေခုပါနာ သာဝရကကောင်းကင်မှာနေရမယ်လေ ဒီကျိုးဖြစ်နေတော့မခုထားလေးကေခုပါဟဲ့ ဧဖဲနိ6မှာဆိုရင် ဒီမနေ့ဒီဖက်ဘောနာမနာနေ ယေရှုခရစ်ယာန်ငါတို့ကိုထားမြောက်စေပြီးကောင်းကင်ရဲ့နေရာပေးတော်မူပြီတဲ့ ယေရှုခရစ်ဟဲ့နာမတေနမှာပိနာပေဆပ်ဖေဖာယေရှုခရစ်ခုခါကြောက်ရမတီဒီတဲ့ကပေခလိခါထဲမခုနာဟဲ့နာက ကျွန်တော်တို့ဒီယေရှုနဲ့အတူထားမြောက်တဲ့အတွက်
ကောင်းကင်မှာနေရာရှိပြီ ปีนาปีสับเสียแค่ฝันแล้วเยซูคริสต์คู่แค่ละปีขันลิข้าเป็นมาวันนั้นมอกคุณนะ နေရာရှိပြီဆိုတော့စိတ်ချရပြီလေ ขันลิว่าคู่แค่ละปีนาปีเสียชาติก็แหละ ကျွန်တော်တို့ဒုက္ခတွေမှာနေတော့က ใช่ปีเด้อไม่ได้สักข้าวกันตัวก็แต่กันนะก็ ရွေအိမ်ရတယ် ปีนี้บียูเอ အင်တာဗျူးတွေတစ်ခုပြီးတစ်ခုသွားတယ် ปีเดบิวจะเจอก็แหะ ကျွန်တော်တို့နာမည်ကိုဒီအနောက်နိုင်ငံပို့လိုက်ပြီးနိုင်ငံခြားကို โทษปีมีปีเสียมาเอาเสื้อแต่ก็บอกลักกี่บ้านนะก็ အဲ့ဒါနဲ့နိုင်ငံခြားမှာဘယ်သူကဘယ်မြို့မှာဘယ်မြို့သူခွက်ခါတယ် ปีบอกลักกี่บ้านนะมาเอาเด็กพิมพ์มาเฮลบ้านမျိုးบ้านเฮลบ้านแต่ตัวบ้านนะมาวันนี้ ဒါကြောင့်ဒီမှာနေရာပေးပြီးပြီ ไอ้ที่นั่นมาเด็กเขาไปขันลิปีมีแต่เราไปยี่บ้านเนี่ย ဒါပေမဲ့ကျွန်တော်တို့ကမရောက်သေးဘူး มาหน้าปีนี้ตัวน้ำมาบ้านเด้อตัวก็แต่กันนะก็ ဒါပေမဲ့နေရာရှိပြီပြီ มีที่มาหน้าปีมีปีเสียมาปีขันลิข้าเป็นมาวันนี้ได้เงี้ยนะนี่ သူတို့ဒီမှာစီစီပြီးမှတိတ်ကိုခေါ်တာလေ ว่าโอ้พูดนะกูแค่ที่น่ะตีแต่โทษเป็นที่เพย์เบอร์บ้านใช่ไหมอินโนเนี่ยนะปะก็ ဟိုကလာပြီးလေကွေးရောက်မှအကေသူကကြိုက်တဲ့နေရာသွားလို့မျိုးမလုပ်ဘူး ใช่ไหมเอ๋เอาปิวแล้วเจ้าก็เต็มโมเอ๋ปีนะมาเฮตาตัวเล็กเดียวเพื่อมาเจ้าเต้เจ้าละแค่เพื่อเอาให้มี အေးစတိတ်တိုင်းမျိုးတိုင်းမှာဘဒုနာမေဘဒုမိသားစုကဘယ်နေရာမှာဆိုတာကိုလို့စီစီပြီးပြီ มีที่มาบ่เป็นเลยเฮตตัวละกี่ตัวเนี่ยมาเด็กเพย์มาฮิบ่แพ้เด็กพูดทีเนี่ยมาต่อเบอร์มาได้ทีมาต่อเบอร์บ่หมดตีแต่เดี๋ยวเราช้าไปก็ ဒါကြောင့်ခရစ်တော်နဲ့အတူထားမြောက်တဲ့သူဒီဟာ เส้นนั้นน่ะแม่เป็นปีดาซาฟริคาคนนั้นเยซูคริสต์เนี่ยนะมา အခုခရစ်တော်ကကောင်းကင်မှာသွားပြီးနေရာလောက်ထားတယ်လေ มีที่มาเยซูคริสต์น่ะเจ้าได้มอกกูบ่ละจะตีแต่ปีลี ကျွန်တော်တို့နေရာရှိပြီ ที่คันลีมาโอกายนะ စိတ်ပူစရာမလိုတော့ ที่เราที่เรากูได้ปอกแก้ตัว မရတဲ့လူကတော့စိတ်ပူရမယ် แต่ยาด้านนี้ปีกละคันลีได้มอกเดี๋ยวก็มาสิปอกแก้ตัว တခုကတော့ကျွန်တော်တို့လည်းကောင်းကင်မသွားတည်တဲ့အတွက် มานะคนไหนเคนะปีจีจุเดี๋ยวไปจะแต่ละมอกกูตัวนี้ ကိုယ်တိုင်စိတ်ချပြီညီလဲ มานะปีที่ปลอกก็มาปีที่ชาก็นะก็แฮะ မတည်တဲ့သူဒီတော့ပြောပြရတယ်လေ คนน่ะกูแค่ยาด้านสิ่งยิงละตุนละปีที่ชุบเฮ็ด ဒါကြောင့်ကျွန်တော်တို့ကောင်းကင်သွားမယ်တိချပြီလေဘာလို့ဘုရားရှိခိုးဆရာလို့တည်လဲလို့စဉ်းစားနိုင်တယ် ทีนี้มาปีนี้เต็มมีบ่เตโอเป็นอะไรเจ้าก็ต้องมอกกูว่าปีที่ชาเท่าเป็นนี่ก็ได้ปีได้เจ้าบุญเจ้าเบียก็ว่าเจ้าอะไรไม่เต้ ဘုရားရှိခိုးတာဟာဘုရားလိုလိုကိုတာရွေးတည်ပြီးတော့သူများကိုပြောပြနိုင်ဖို့ဖြစ်တယ် เจ้าบุญเจ้าเบียเจ้าอะไรมาเต้เจ้าบุญเจ้าเบียเจ้าอะไรเพื่อเลยสิ่งนี้ไปเฮ็ดเจ้าอะไรอัลลาห์หมดแล้วไปก็เรียกชุบเฮ็ดเจ้าก็ไปเยอะแล้วเจ้าบุญเจ้าเบียเจ้าอะไรมาก็ฮะ ဒီမှာကိုလိုတဲ3မှာလည်းအထက်ဆုခဲ့ပြီးဒီတိုင်းတီတို့ဒီခရစ်တော်နဲ့အတူထားမြောက်ကြဒီမှာလေဘုရားတခင်လက်ရတော်ဘက်မှာခရစ်တော်ဒီထိုင်နေတော်မူရာယနိုင်ရှိတော်အထက်ရာကိုရှာကြတော့ရေကြီးပေါ်မှာရှိတော်အရာတို့ကိုဆွဲလာတော့စိတ်မရှိကြနိအထက်ရာတို့ကိုဒါစိတ်ဆွဲလာရှိကြတော့အကြောင်းမူကားတီတို့ဒီတေတော်ကိုဖြစ်ပြီးတေတော်အထက်ဒီခရစ်တော်နဲ့အတူဘုရားတခင်နဲ့ဝတ်ထားရှိ ဒီကတော့ဒီတော့ဟုဆိုခဲ့ ဆိုတော့ကျွန်တော်တို့ကိုခရစ်တော်နဲ့အတူကောင်းကင်မှာနေရာပေးပြီးပြီ เป็นไปจีเยซูคริสต์เนี่ยมาเด้เยซูคริสต์มาที่นี่เป็นคันลิคันเป็นเรื่องมอกนะ ဒါကြောင့်ကောင်းကင်နဲ့ဆိုင်တော့အရာကိုပဲရှာပါ โอ้นะกูแค่ไปก็เลยเนี่ยกูก็เรื่องมอกกูทะเลเกี่ยกูนะแกเช่นนะมอกกูทะเลเกี่ยแกนะกูละเช่นนะ ဒုက္ခတွေကနဲ့ဒီကိုလာတဲ့အချိန်မှာဒုက္ခတွေအကြောင်းကိုမစဉ်းစားတော့ဘူး ฉะนั้นไปเรื่องเดี๋ยวเขาแต่ไปให้กูละกี่บ้านนะไปที่นี่แค่ตัวนั้น ဟုတ်တယ်မလား ก็ฮะ ဒီအကြောင်းပဲစိတ်ဝင်စားနေလေလာခါဒီမှာဆိုရင် ไปที่นี่ไปให้ที่พวกกูละกี่บ้านนะแกไว้ ရှင်းမှာရှင်းမှာတော်တဲ့လူကိုတနေ့တနေ့ဖုတ်ခေါ်နေ ไปได้ให้เราไปก็ไปเช็คลูกโคสิไปชุดเดียวกันลูกสินะก็นะก็ ဘယ်လိုလဲစင်ပြီးသလားဘာယူလာရမလဲဆို อาคาลีว่านะมาโมไปให้ตัวไปให้ก็ไปแค่นี้ไปเต้ไปชุดเดียวแต่ยังไง ဒုက္ခတွေအကြောင်းစိတ်ဝင်စားတော့ ทีนี้เพื่อนเคเนี่ยมาไปเซวิสาบันตัวก็แต่เลยแกตัวนี่ အခုဒီကိုရောက်တော့ဒုက္ခတွေတော့မပြတ်ချင်ပေမဲ့ဒုက္ခတွေကိုပြတ်စိတ်ဝင်စားပြန်တယ် มันน่ะไปให้ตัวเนี่ยก็คนละกี่ว่าไปที่นี่แค่ตัวก็แต่ไปที่เก่านะบอกนะไปที่นี่แค่ชื่อตัวก็แต่ အမှဆိုအခုကောက်ကင်ကြောက်တိလာပြီလေ อามานะนี่เนี่ยมาเป็นมาไปทับพีจีพูดนะไปเส้นเงี้ยมอกกูทะเล ကော กี่ င်း เนี่ย ကင် มา အကြောင်းကိုဆွဲလိုက်ရမယ် ไปซิปหลอกก็ได้มอกกูตะแกก็แฮะ ဟောဒါကြောင့်မြေကြီးရာတဲ့ကောင်းကင်ရာကိုဆွဲလာကြစို့ ว่ากูแค่ไปก็ได้เด็ดดูมั่วไม่ได้หิคูตัวไปก็ได้เด็ดดูแล้วมอกกูทะเลกี่กูนะแกมาหลุดดูเลยให้นะก็ အေးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကောင်းကင်ပြန်မဲ့လူတွေဖြစ်တယ် มีเต้มาตอนนั้นเคมาเป็นไปการมอกกูว่านี่ မြေကြီးမှာတော့ထောက်ရနေလို့မရဘူး ที่คูบ้านมาไปโอเจ็ดจุ๊บเฉยตัวนี้ ဒီမှာငါတို့ချစ်တော့အချစ်မူကကောင်းကင်ဘုံလေးဆက်ဆိုင်နေရှိကဲတည်တော်မူတော့ရှိတဲ့ခေယေရှုခရစ်ဒီကောင်းကင်ဘုံမှာကြွလာတော်မူမူမီဟုငါတို့ဒီမျိုးလေးလေးနေနော်ဆိုတော့ကောင်းကင်နဲ့ဆိုင်တဲ့အချစ်ကိုကြည့်ရမယ် ว่ากูแค่ไปก็ทนเนี่ยก็ได้อาเชนะเดมอกกูทะเลกี่แต่แกนะก็ တနေ့ခရစ်တော်ကလာခေါ်မယ်လေကောင်းကင်ကနေ มีเต้มาตอนนั้นเคมาเยซูคริสต์มาให้กันเรื่องมอกกูป้า မြေကြီးကလာခေါ်မှာမဟုတ်ဘူး อ
မတဲ့ဟင်းဟစ်ခုပနာအေးပြမှာတော့ ဒါကြောင့်အာဟိုမှာဘယ်လိုရှိလဲဘယ်လိုလဲအဲ့ဒါကိုကျွန်တော်ဆွဲလိုက်ရမယ် ဘုရားပြပြတဲ့နေမျိုးတဲ့တော့မောထလက်ကေကမှမျိုးတေဦးတင်တဲ့ပြည်တဲ့နေကနေနော် အေးနောက်ကြမ်းပိုက်တစ်ပိုင်းလဲငါတို့တွေကောင်းကြီးသားများဖြစ်ကြတယ် ရစေပေါ်တဲ့မနမဟဲ့တဲ့တေနာပိနာပိထွာနာမောထလက်ကေဘူးဟဲ့နာ အေးဒါကြောင့်ဒီနေ့ကောင်းကြီးခရစ်တော်ကြီးရှိပြန်ထမြောက်ပြီးကောင်းကြီးတက်သွားပြီ ဘုရားခုခယေရှုခရစ်မှာဆတ်တော်ဆတ်ဖရိကဆာကောတော့မောကွာကယေရှုနာနေ အေးကျွန်တော်တို့လည်းမကြခင်ကောင်းကြီးတက်မယ် အညာတဲ့မှာကရတဲ့ပေကြီးကျွေးကြောက်ရရှိရှုနာကတော့နာကိမပိကတော့မောကွာ အခုဆိုရင်မြင်းကြီးကလည်းနေစရာမကောင်းတော့ဘူး ခုနဲ့ခေပြဆတ်ဖရိခုနာလီအိုခါလီခဘနာရက်ကပတ်တော့နေ ပြဿနာများတယ် ခုနဲ့ခေမတဲ့ချက်တဲ့ခေမှာရဲပတ်တော့ ဒါကြောင့်နောက်ဆုံးတော့ကာလရောက်နေပြီ ခုနဲ့ခေမှာချက်ခိတဲ့တူပါချေပါကဟဲ အေးတော့အဲ့ဒီဘယ်နိုင်ငံမှာမှမလုံခြုံတော့ ถ้ากี่ว่าจะปวดเต้ไปไปภาษาว่าเอาเพลย์ตื่นรุ่นแล้วก็นำมาอุ้มนี่ အမေရိကလည်းမလုံခြုံဘူး ไปเอาเมริกาบ้านมามาเต้อาทิตย์เป็นเชื่อจะตัวมาเจอกันฮะ ဒေါ်နယ်ထရန့်ကမျိုးစောလို့လေ เมเต้มาที่น่าโดนน่ะสระตามถอยตามมาตาเนาะคิดว่าเนี่ยเนาะคิดซื้อบ่รู้ดิกินนะ ဘာလဲသူတို့ဘက်မှာလည်းသူတို့ရဲ့ security တွေ เมเต้น่ะมาเพลย์ตาเกสเนี่ยก็มาตายเนี่ยนะเต้มาคิดขอเดี๋ยวนี่ လူဆိုတာမိတ်ဆွေလေးရတူဖြစ်သွားမယ်လေ เมเต้น่ะเวลาถอยไปเย็นเนี่ยปีโมเนี่ยลูกเฮ็ดเมเต้อ่ะตอนนั้นแค่ไปถอยแล้วลูก ဒါကြောင့်ဒေါ်နယ်ထရန့်ကနည်းနည်းလွေးတော့လို့ ตอนนั้นแค่ที่น่ะโดนน่ะสระก็คิดว่าเนี่ยเฮ้ยคิด အ ซื้อ ခု บ่รู้กิน ချာလီခရစ်ကတော့တက်တက်တီတော့တည်သွားတယ် အဟိနာရှာရီပရီမီယာဖရနာကရောက်ခိဘေတူတက်ဂလိုကဘောရာဆာကရနေ သူတို့အဲ့လိုဖြစ်တာကိုကျွန်တော်တို့ဝါတာတာမဟုတ်ဘူး အမျိုးသားရပေအမိုဖမိုစတေပြနာမှာ ပြောကျွန်တော်တို့ပြောချင်တာတယောက်ချင်းအတက်ကအမခံလို့မရဘူး မြေတေးမှာစိဟေကပေမတေးနာပေတီယိုဆပ်ဖရနာပေအမခါချနေပေတီယိုဆပ်ဖရကော ရုရှားကလီမာယူကရိန်းကလာတဲ့ကလီမာဆိုရင်တော့ယထာပေါ်မှာပဲဒါနဲ့ထုတ်ပလိုက်တာနောက်မှာ အဆနာဖေမော်ဒယ်ဖရနေအော်ယူကရိဟဲကောဟဲအော်နေအော်လေယာကူလီမလို့ချာဖရပါတေထိုရာချကီလိုကဘောနာနေ တို့တော့ဘာမှမသိလိုက်ဘူး အစိညာနေတဲ့ကျတော့ကြရနာ အဲ့ဒါခဏနေတော့တည်သွား အော်တဲ့ပရနာလေခဆာကြနာကောဟဲ နော်ခုဆိုတော့ကျောင်းနေမှာလေတနတ်နေပြည့်နေတယ်လေ ဆနာပေဘလာကီဘောနာတဲ့ကြောစေမောခိနေစနေစီ အိမ်နေမှာတနတ်ပြည့်နေတယ် နေဟီစီပေကော ဘုရားကျောင်းနေမှာပြည့်နေတယ် ဘုရားကြောက်တယ်တဲ့ဘူကြောက်ပေကြောက်ပေကော လူဒီအများကြီးနေတဲ့နေရာမှာဟိုကားတွေနဲ့တိတ်ကြိတ်တာတွေရှိတယ် ဒီမှာကရဲ့ order ကလေးကိုစေမကရဲ့နာဒီမကဘီပေါ်ဆွဲလို့စနေဦးနေ မျိုးစုံနဲ့ကျွန်တော်တို့တည်နိုင်တယ် မြေတေးမှာပစ္စနာမျိုးမှာဝချက်ပါကောဟဲ့ ဒါပေမဲ့တည်ပြီးပြန်ရှင်လာလို့မရတော့ဘူးတို့မှာ ခုနကပြပစ္စတော့ပစ္စပြချက်တဲ့ဖြစ်တယ်နေ အဲ့ဒါကတည်ပြီးရေးတမလို့တော့ဖို့ပဲ ခုနကပြပစ္စတော့ပြကြောတဲ့နေတဲ့ကြပဲက ဒါပေမဲ့ KD ချင်းရောက်တဲ့လူကကောင်းကင်တက်မယ်လေ မနကရဲ့တဲ့နီဘေတီမရှိ play မှာကျွန်တော်မဟုတ်ပါနဲ့ ဒါကြောင့် KD ချင်းစိတ်ချမှုအရေးကြီးဆုံးဖြစ်တယ် ခုနကပြပကလေးစင်ရတာဖလို့ကဟဲ့နေတီမရှိ play ကငင်းနေမှာလို့ ဒီနေ့အဲ့ဒီ KD ချင်းမရောက်တဲ့လူဆို KD ချင်းရောက်ဖို့ရနံပါတ်1ရှာရမယ် ခုနကပြပြနေပေလာတီမရှိ play တဲ့ပကြီးကျူစင်ကြီးကလာတော့နေမှာကလေးကြီးကျွေးကနမှာလို့ဒူနေရ အဲ့ဒါထက်အရေးကြီးတာမရှိတော့ဘူးနော် ဒီတဲ့အလိုဒူလက်နမှာဥပတော်နေ ဆိုတော့ဒီညဒီလောက်ပဲပြောမယ် နော်အဲ့ဒီဟဲ့ပါဟဲ့ရှောမောကပါပဲကောဟဲ့ ဘုရားနာမတော်ဘုန်းကြီးပါစေ ကျောက်လည်းကမီလာလူပါက Okay